မင်္ဂလာပါရှင်အပတ်စဉ်စနေနေ့ညရဲ့ပမာတိုင်းကြားပါရာဖြင့်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုညတင်ဆက်ပေးကြမယ့်တဲ့အကြောင်းအရာကတော့ဘုံစစ်ပါစစ်ဆောင်စခန်းတွေစေဝါအကူအညီလိုအပ်နေတဲ့တဲ့နဲ့နိုင်ရအကြမ်းဖက်စစ်ကောင်စီတပ်မှအပြစ်မဲ့ပြည်သူတို့ကိုရိုက်နှက်နှိပ်စက်ပြီးဖမ်းဆီးထားတဲ့အကြောင်းတွေကိုကျွန်မမွန်းကြကနဲ့တင်ဆက်ပေးကြပါမယ်ဖကမြို့နယ်ကမော်စုပ်ကျေးရွာအုပ်စုနိုင်ရကျေးရွာတွေတပ်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်ခမာယစနစ်ကဖမ်းဆီးထားတဲ့ပြည်သူတို့ကို၄ရက်ကြာတိပြန်လည်လွတ်ပေးခြင်းမရှိသေးဘူးလို့မိသားစုများထံမှသိရှိရပါတယ်။ဖမ်းဆီးနှိပ်စက်မှုခံထားရသူကတော့ဖကလမ်းပေါ်ရှိတရားညှိနှောင်ကျေးရွာနဲ့အသက်50အရွယ်ဦးချောင်လန်နဲ့ဆိုင်းပရာကျေးရွာနဲ့ဦးလထော်လဆိုင်အသက်30နှစ်တို့ဖြစ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်နေ့နေအိမ်မှနိုင်ရကျေးရွာဘက်ဈေးဝယ်ထွက်ဖို့ရောက်လာစဉ်စစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်အဖွဲ့တို့ရဲ့စစ်ဆေးရေးဂိတ်တွေရက်ခိုင်းကစစ်ဆေးမြင်မြန်ပြီးရိုက်နှက်နှိပ်စက်ကစစ်တပ်ဝင်ဘက်ဖမ်းဆီးခေါ်ဆော်သွားခဲ့ကြောင်းသိရပါတယ်။မိသည့်အကြောင်းရင်းဖြင့်ဦးချန်လင်းနဲ့ဦးလထော်လဆိုင်အားဖမ်းဆီးထားခြင်းကိုမသိရှိရသေးပေမဲ့စစ်ဆေးနေစဉ်၎င်းတို့စီးနင်းလာတဲ့ဆိုင်ကယ်ဒူးပေါက်တွေဝါယာကျုံများတွေ့ရှိခြင်းကြောင့်ဖမ်းဆီးထားတာဖြစ်ကြောင်းမိသားစုနဲ့နေစစ်တူဦးကပြောပါတယ်။၎င်းတို့ဖမ်းဆီးထိန်ထိန်ဟန်ရမှုနဲ့ပတ်သက်ပြီးမိသားစုများနဲ့ရက်ရွာလူထုအချို့ကဖေဖော်ဝါရီလ18ရက်နေ့ကစစ်တပ်စခန်းဘက်တော့ရောက်ကပြန်လည်လွတ်ပေးဖို့ဆွေးနွေးခဲ့ပေမဲ့လွတ်ပေးခြင်းရှိတဲ့ကြောင်းမိသားစုနဲ့ဒေသခံများကစိုးရိမ်နေရတယ်လို့တကောင်ကဆိုပါတယ်။ဖေဖော်ဝါရီလ17ရက်နေ့ကလည်းနိုင်ရကျေးရွာတွေပြည်သူစစ်တပ်ဖွဲ့ဝင်တို့ပြစ်တက်ခံရပြီးနောက်ပိုင်းစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်အဖွဲ့တို့ကစစ်ဆေးမှုတွေပြင်းထန်စွာပြန်လည်ပြုလုပ်လာခဲ့တာဖြစ်ကြောင်းလည်းဒေသခံများရဲ့ပြောပြချက်အရသိရပါတယ်ရှင်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းစစ်ဆောင်စခန်းတိုင်းအကူအညီထောက်ပံ့မှုတွေညွှန်နေလှတာကြောင့်စစ်ဆောင်စခန်းတိုင်းအခက်အခဲများစွာကြုံတွေ့နေရချိန်ပုံစစ်ပါစစ်ဆောင်စခန်းမှာလည်းစေဝါအကူအညီထောက်ပံ့မှုအရေးတကြီးလိုအပ်နေကြောင်းသိရပါတယ်။လွန်ခဲ့တဲ့နှစ်တွင်မှာတော့ KBC ရှမိုင်းဆက်ဆိုင် KDG အဖွဲ့နဲ့ကွာအဖွဲ့အစည်းများမှစေဝါအကူအညီထောက်ပံ့ပေးနေပေမဲ့ယခုချိန်စေဝါအကူအညီထောက်ပံ့ပေးတဲ့ project ပြီးသွားတာကြောင့်စခန်းတွင်းရှိဖျားနာတူတွေကိုပေးဖို့စေဝါတောင်ရှိဘူးလို့စခန်းတွင်းရှိစေပေခန်းတောင်ခမတ်သိရှိရပါတယ်။စခန်းတွင်းစေဝါမရှိတာကြောင့်အပြင်စေခန်းတွားဖို့လေငွေကြေးခက်ခဲမှုတွေရှိကမတွားနိုင်တဲ့အတွက်ကြောင့်လူနာရှိတဲ့မိသားစုတွေမှာပူပြီးခက်ခဲရကြောင်းစခန်းတောင်ရှိကပြောပါတယ်။ယခုချိန်ပုံစပါစစ်ဆောင်စခန်းကိုရေတွယ်ယူတဲ့ပိုက်တွေကလည်းဆွေးမြေ့ပစ္စည်းတာတွေရှိလာတာကြောင့်တောက်တုံးရဲ့ခက်ခဲဒုက္ခလည်းကြုံနေရပြီးစစ်ဆောင်ကာလကြာမြင့်ပြီဖြစ်တဲ့အတွက်အင်တာအချို့လည်းလိုအပ်နေပြီလို့သိရှိရပါတယ်ရှင်။ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနာဆင်တို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။